မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓနေ့တင်ဆက်မှုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ညတင်ဆက်ပေးတော့မယ့်ဒီနေ့ကတော့တိုက်ပွဲတဲ့နောင်ချိုစစ်ဆောင်စခန်းမှာပြည်သူတွေနေရက်ပြန်ရောက်နေတဲ့ဒီနေ့တခြားတော့ဒီနေ့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကျွန်မအန်ခုံချစင်ပါရှင်။ဗမော်ဘက်မှာဆင့်အားဆန္ဒရိတ်ခါနဲ့စစ်လက်နက်ပစ္စည်းတည်ဆောင်လာတဲ့စစ်ကား20ကိုစက်တင်ဘာလ4ရက်နေ့မှာ KNY တပ်ရင်း15တပ်ဖွဲ့တွေကတာဆိုင်နဲ့မြို့တစ်ကြားကတာခေါ်ချောင်းတသားမှာခုခံတိုက်ခိုက်ခဲ့ပါတယ်။နေ့လယ်ပိုင်းမှာတော့ကုန်းလောမှာစခန်းချနေထိုင်တဲ့စစ်ကောင်စီတပ်389မှလည်းရွာဝင်းကျင်ဘက်လက်နက်ကြီးရန်တမ်းပစ်ခတ်ခဲ့တာတွေရှိပြီးပြည်သူများစိုးရိမ်ထိတ်လန့်နေကြတယ်လို့သိရပါတယ်။မြစ်တနာဗမော်လမ်းပိုင်းဂျပူတပစမလန်ကျော်ဘက်မှာလည်းမနေ့ပိုင်း10နာရီချိန်ခန့်ကဆုမှာအခြေစိုက်နေထိုင်နေတဲ့စစ်ကောင်စီတပ်တို့ကလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေရှိခဲ့ပါတယ်ညနေပိုင်းတွေမှာလည်းနန်ဆန်ရကျေးရွာအနီးဝန်းကျင်ဘက်မှာလက်နက်ကြီးရန်တမ်းပစ်ခတ်ခဲ့တာတွေလည်းရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်ရှမ်းပြည်နယ်နောင်ချိုဟိုခိုဒေတာမှာစစ်ပေးရှောင်နေကြတဲ့ပြည်သူ600ကျော်မိမိနေရဲ့ဒေတာကိုပြန်လည်ရောက်ရှိနေပြီလို့၎င်းဒေတာခံများထံကသိရပါတယ်။စစ်ကောင်စီတပ်မှ၎င်းကျေးရွာတွေမှာစစ်စခန်းချနေထိုင်နေတာကြောင့်ပြည်သူတွေကတတိရှိရှိနဲ့တွာလာနေရတယ်လို့နာခါပြည်သူတွေကပြောကြပါတယ်။နေရပြန်ရောက်တဲ့ပြည်သူတွေဟာစစ်ကောင်စီတပ်ကတောင်ရတွာလန်းတွေမှာမြေမြုပ်မိုင်းမြုပ်ထားတယ်ဆိုပြီးတတိပေးပြောဆိုထားတာတွေရှိတာကြောင့်ဝိုင်းရင်အတွက်တောင်ရစိုက်ခင်းတွေလောက်ကင်ဖို့အတွက်အခက်အခဲရှိနေတယ်လို့ပြည်သူတွေကပြောပါတယ်။တန်ခင်းလုံခါနာခါပြည်သူတွေဟာလွန်ခဲ့တဲ့ဖေဖော်ဝါရီလမှာစစ်ကောင်စီတပ်နဲ့ PDF တို့တိုက်ပွဲဖြစ်ပွားတာကြောင့်နောင်ချိုဟိုခိုကျေးရွာပဲစစ်ဘေးတင်းရှောင်နေတာဖြစ်ပါတယ်။ယခုမိမိနေရတို့ပြန်လည်နေထိုင်လက်ရှိပေမဲ့စစ်ကောင်စီတပ်ကစခန်းချနေထိုင်သေးတာကြောင့်ပြည်သူတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်နေရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခါမိုင်းဝင်းရွာအနီးနေထိုင်ကြတဲ့ဒေသခံပြည်သူတွေရဲ့စပားခင်းတွေအဖြစ်ပိုးကြတဲ့အတွက်ကြောင့်အရင်နှစ်တွေကလိုစပားထွန်းနှုံရော့သွားမှာကိုဒေသခံပြည်သူတွေစိုးရိမ်နေတယ်လို့ပြောပါတယ်။စပားဖြစ်ပိုးတွေကြလို့စပားပြင်အရွက်တွေခြောက်သွားတာကြောင့်စပားထွန်းနှုံရော့သွားမဲ့အခြေအနေရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ယခုချိန်မြန်မာတပြည်လုံးစံစေးစာဝတ်နေရေးကုန်စည်နှုံတွေမြင့်တက်နေတာကြောင့်ပြည်သူတွေအယမ်းမျှော်လင့်ပြီးအာသွန်ခွန်ဆိုင်လုပ်ထားတဲ့လေယာတွေယခုလိုမျိုးပျက်စီးသွားတာဟာပြည်သူတွေအတွက်အခက်အခဲပိုများလာနေတယ်လို့ပြောပါတယ်။နမ်ခမ်မိုင်းဝီဒေတာအတွင်းနေထိုင်နေတဲ့ဒေတာခန်တွေအများစုကတောင်ရနဲ့လေယာလုတ်ကင်စားတောက်နေကြပြီးတခြားဒေတာခန်တွေလည်းမိုင်းဝီရွာကစံဝေယူနေကြတာတွေပိုများပေမဲ့ဒီနှစ်တော့ဘလို့မှမရနိုင်တော့ဘူးလို့ပြောပါတယ်ရှင်။မမတိုင်းသားဘာသာဖြင့်တင်းတင်ဆက်မှုစီစဉ်ကိုကြည့်ရှုနာဆင်တူပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။